ဘလူးကြီးများ၏တိတ်ဆိတ်ခြင်းရုရှားနဲ့တရုတ်တို့သည်ဘာကြောင့်အီရန်ကိုမကေတင်ခဲ့သလဲမဟာမိတ်တွေပျောက်သွားတဲ့နဲ့ကမ္ဘာနိုင်ငံရဲ့မှာအရေးကြီးဆုံးမဲခွန်းတစ်ခုရှိပါတယ်စစ်ပွဲတစ်ခုဖြစ်လာတဲ့အခါမင်းရဲ့မိတ်ဆွေတွေကမင်းကိုတကယ်လာကူပါမလား2026ခုနှစ်ဖေဖော်ဝါရီ28ရက်နေ့မှာဒီမဲခွန်းရဲ့အဖြစ်ကိုအီရန်နိုင်ငံကလက်တွေ့တွေ့လာရပါတယ်မနက်ခင်းအေးလေးတစ်ခုမှာချီအီရန်ခေါင်းကင်ရန်တွေကနေအတန်တစ်ခုကြားလာပါတယ်ပထမတော့လေရင်တန်လို့ပဲထင်ရပါတယ်ဒါပေမဲ့ခဏအကြာမှာခေါင်းကင်ကြီးဟာမီးတောက်တွေနဲ့ပောက်ကွဲတန်တွေကြားထဲမှာပြိုကွဲသွားပါတယ်အမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီးအီရန်ရဲ့အစိမ့်မြင့်ခေါင်းဆောင်တွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုကြီးစတင်လိုက်တာပါဒါဟာတာမန်တိုက်ခိုက်မှုတစ်ခုသာမဟုတ်ပါဘူးဒါဟာအစိုးရတစ်ခုကိုဖြုတ်ချဖို့ကြိုးစားတဲ့စစ်ရေးလှုပ်ရှားမှုရဲ့အစပါအီရန်လည်းချက်ချင်းတုံ့ပြန်ပါတယ်ဒုံးကြီးတွေ drone တွေဒေသတစ်ခုလုံးကိုရိုက်ခတ်တော်တဲ့တိုက်ခိုက်မှုတွေမိနစ်ပိုင်းအတွင်းမှာပဲအရှေ့အလယ်ပိုင်းဒေသဟာစစ်မင်းထဲကိုကျသွားပါတယ်ဒါပေမဲ့ဒီအချိန်မှာကမ္ဘာကြီးတစ်ခုလုံးစောင့်ကြည့်နေတာကစစ်ပွဲကိုမဟုတ်ပါဘူးမိဖက်နိုင်ငံတွေကိုဖြစ်ပါတယ်အီရန်ရဲ့အကြီးဆုံးမဟာမိတ်နိုင်ငံဖြစ်တဲ့ရုရှားတရုတ်သူတို့ဘာလို့မလဲနိုင်ရီတွေကုန်သွားပါတယ်နေတွေလည်းတစ်ဖြည်းဖြည်းကုန်သွားပါတယ်ပြီးတော့ကမ္ဘာကြီးကတစ်ခုကိုသိလာပါတယ်ဘလူးကြီးတွေဟာတကယ်ပဲတိတ်ဆိတ်နေပါတယ်စက္ကူမဟာမိတ်ရုရှားတရုတ်အီရန်တို့ကိုနောက်နိုင်ငံတွေကမကြာခဏ access လို့ခေါ်ကြပါတယ်ဒါဟာအင်အားကြီးမဟာမိတ်တစ်ခုလို့ထင်ရပါတယ်ဒါပေမဲ့အတွင်းကိုကြည့်လိုက်ရင်ဒါဟာအမှန်တကယ်မဟာမိတ်မဟုတ်ပါဘူးဒါဟာအကျိုးစီးပွားကဆက်ထားတဲ့ network တစ်ခုပါအီရန်အတွက်ရုရှားဟာလက်နက်နဲ့စီးရေးနည်းပညာရရှိတဲ့မဟာမိတ်နိုင်ငံပါရုရှားအတွက်အီရန်ဟာယူကရိန်းစစ်ပွဲမှာအသုံးဝင်တဲ့ drone ထုတ်လုပ်ရေးအဖွာဖြစ်ပါတယ်တရုတ်အတွက်တော့အီရန်ဟာဈေးပေါ်တဲ့ရေနံရင်းမြစ်တစ်ခုသာဖြစ်ပါတယ်သူတို့ကိုပေါက်ဆက်ထားတဲ့တစ်ခုတည်းသောအရာကဝါရှင်တန်ကိုမကြိုက်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီဆက်ဆံရေးဟာရှစ်ကြည်ရေးမဟုတ်ပါဘူးဒါဟာစီးပွားရေးစာချုပ်တွေကိုအစုလိုက်ပြုံလိုက်ပုံထားသလိုဖြစ်နေပါတယ်ပြီးတော့စစ်ပွဲတစ်ခုစတင်တဲ့အခါဒီလိုစာချုပ်တွေကအလွန်ပဲအားနည်းလာပါတယ်မောပန်းနေတဲ့ဝဝဝင်ကြီးရုရှားဘာကြောင့်မဝင်လာခဲ့သလဲအဖြေကအရှေ့အလယ်ပိုင်းမှာမရှိပါဘူးအဖြေကယူကရိန်းမှာပဲရှိပါတယ်ယူကရိန်းစစ်ပွဲဟာနှစ်ပေါင်းများစွာဆက်နေပြီးရုရှားရဲ့စစ်အင်အားစီးပွားရေးစစ်မှုလုပ်ငန်းတွေဟာအတော်လေးဖိအားကြီးနေပါတယ်စစ်ဗျူဟာအရနိုင်ငံတနိုင်ငံဟာစစ်မျက်နှာကြီးနှစ်ခုမှတပြိုင်တည်းမတိုက်နိုင်ပါဘူးယူကရိန်းမှာနေတိုနဲ့ရင်ဆိုင်နေတဲ့ရုရှားအတွက်အရှေ့အလယ်ပိုင်းမှာအမေရိကန်နဲ့အစ္စရေးတို့ကိုထပ်ပြီးရင်ဆိုင်ဖို့ဆိုတာမဟာဗျူဟာအရအလွန်အန္တရာယ်ကြီးပါတယ်ဒါကြောင့်မော်စကိုကစကားပြောပါတယ်ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်ဒါပေမဲ့စကလုံးတွေကစစ်ပွဲကိုမရက်တန့်နိုင်ပါဘူးစိတ်ရှည်တဲ့ငကာတရုတ်ရဲ့တုံ့ပြန်မှုကပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ဘေကျင်းကတုံ့ပြန်ခဲ့ပါတယ်တန်တမန်ရေးဆွေးနွေးမှုတွေဖုံးခေါ်ဆိုမှုတွေအစည်းအဝေးတွေဒါပေမဲ့စစ်သားတယောက်တော့မပို့ခဲ့ပါဘူးဘာကြောင့်လဲဆိုတော့တရုတ်ရဲ့မဟာဗျူဟာဟာမြန်ဆုံးတုံ့ပြန်ခြင်းမဟုတ်ပါဘူးဒါဟာစောင့်ကြည့်ခြင်းဖြစ်ပါတယ်တရုတ်ကအမြဲတမ်းပြဿနာတစ်ခုဖြစ်လာရင်ချက်ချင်းမဝင်ပါဘူးသူတို့စောင့်ပါတယ်တွက်ချက်ပါတယ်ပြီးတော့ဘသူအားနည်းလာမလဲဆိုတာကိုစောင့်ပါတယ်အီရန်အားနည်းလာလေလေတရုတ်ပေါ်ပိုမီခိုလာလေလေဖြစ်မယ်ဆိုတာကိုသူတို့သိပါတယ်ဒါကြောင့်ဒီမဟာဗျူဟာကိုတချို့ analyst တွေက predatory patience လို့ခေါ်ကြပါတယ်မဟာမိတ်များ၏အကန့်အသတ်2022ခုနှစ်မှာပူတင်နဲ့ရှီကျင်းဖျင်တို့ No Limits Partnership ဆိုပြီးကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲတစ်ခုဖြစ်လာတဲ့အခါကမ္ဘာကြီးကအမှန်တရားတစ်ခုကိုပြန်မြင်လာပါတယ်။မဟာမိတ်တိုင်းမှာအကန့်အသတ်ဆိုတာရှိပါတယ်။တရုတ်ကအနောက်နိုင်ငံတွေနဲ့ရှိတဲ့ $1 trillion စီးပွားရေးတွေကိုအီရန်အတွက်မစွန့်လွတ်နိုင်ပါဘူး။ရုရှားကလည်းသူမနိုင်နိုင်တဲ့စစ်ပွဲတွေကိုထပ်မဝင်နိုင်ပါဘူး။ဒါကြောင့်သူတို့ရွေးချယ်ခဲ့တဲ့အရာကတိတ်ဆိတ်ခြင်းပဲဖြစ်ပါတယ်။ကမ္ဘာနိုင်ငံရေးရဲ့အကြီးဆုံးသင်ခန်းစာအီရန်ရေးမှာရုရှားနဲ့တရုတ်တို့ရဲ့တိတ်ဆိတ်ခြင်းဟာဒီခေတ်ပထဝီနိုင်ငံရေးနဲ့
ကြီးဆုံးသင်ခန်းစာတစ်ခုကိုပြသလိုက်ပါတယ်နိုင်ငံတကာမဟာမိတ်ဆိုတာတခါတရံစစ်မြေပြင်မှာမဟုတ်ပါဘူးမင်းရဲ့မြို့ပေါ်ကိုဘုံတွေကျလာတဲ့အခါမင်းရဲ့မိတ်ဆွေကြီးတွေဟာထုတ်ပြန်ချက်တွေထုတ်မယ်အစည်းအဝေးတွေခေါ်မယ်စကားတွေပြောမယ်ဒါပေမဲ့သူတို့ထိုင်ကြည့်နေကြပါလိမ့်မယ်ဒါဟာအီရန်အတွက်အကြီးမားဆုံးသင်ခန်းစာပဲဖြစ်ပါတယ်